ချိန်တန်လို့ရှိရင်ကျွန်တော်တို့ရဲ့ trust ဆက်ကြည့်လို့မျိုး underrated ဆန်ဆန်လေးနဲ့အသိကိုအကျိုးပြုရင်းနဲ့ trust ဆက်လက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဗျာဟုတ်တယ်မင်္ဂလာပါကျွန်တော်တို့တွေ Vinicius နဲ့ Bruno Guimaraes ရဲ့သတင်းတွေပေါ်မှာပဲအာရုံရောက်နေပြီးတော့ကျွန်တော်အသိကိုဝင်းတာအာရုံရောက်လာပြီးတော့ခန္ဓာထင်နေအပြည့်နဲ့အစွမ်းကုန်ကြိုးစားအားထုတ်ပြနေတဲ့ကျွန်တော်တို့ရဲ့ solid လေးကိုမြင့်နေကြသလားလို့ဗျာ Vinicius တို့ Nico Williams တို့ကတကယ် world class player တွေမို့လို့အထင်ကြီးကြတာမျိုးလေးကြတာတိတ်တော့မဆန်းဘူးဗျာဒါပေမဲ့လည်းကျွန်တော်ကြည့်ရတဲ့လောက်တော့ဆိုလေးရဲ့မိနစ်ကပွဲ highlight တွေနဲ့ပြီးခဲ့တဲ့ဂျိုနာဘက်မှာကြည့်ရတဲ့လောက်တော့ဆိုလေးရဲ့အနေထားလဲ short လို့မရတော့အမှန်ပဲဗျာဟိုအခုလိုမျိုးပြောမှဆိုလို့ရှိရင်ဗျာဒီဘယ်တောင်မှအတွက်လူစစ်တယောက်ကိုအချိန်ကြီးရောက်မလာနိုင်ဘူးဆိုလို့ရှိရင်တော့မှဆိုလစ်စီကနေတခုခုမျှော်လင့်လို့ရနိုင်ပြီးတော့ဆိုလစ်ရဲ့မာတင်နဲ့ညှောက်ပေါင်းပြီးတော့ဘယ်တောင်မှကိုထိန်းထားနိုင်လောက်တယ်လို့ခံစားရတာတော့အမှန်ပဲဗျာဆိုလစ်ကအဲ့လိုမျိုး level လို့ကျွန်တော်ထင်တယ်ဗျာဟိုဘေဂျင်းကလကလာတာမို့လို့အထင်မကြီးကြတာတော့မားတော့မဟုတ်ဗျာဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ထောက်ဝါသားကြီးဖြစ်တဲ့ trust ဆက်ကြီးကလည်းဘေဂျင်းကလချမ်းကလာဆိုတော့မိမနေကြဘူးလို့လေဗျာပြီးတော့လက်ရှိဘောလုံးကမှာကျင်းနေရတဲ့ဒီဘရိုင်းနာတို့လူကာကူတို့ကွန်ထရစ်တို့ကစပြီးတော့လက်ရှိပရီးမီယာလိမှာကန်နေတဲ့ အီဂိုတီယာကိုနဲ့ပြီးခဲ့ကဘာမှနော်ဝေနဲ့အတူတူခြေစမ်းပြသွားတဲ့နူဆာလေးကလည်းဘယ်ဂျန်လေးကပဲလာတာဗျဆိုလိုတာကဗျာဘယ်ဂျန်ကလပ်တွေကမိုးထုတ်ပြလိုက်တဲ့ကစားသမားလေးတွေကဥရောပကလပ်တင်းကြီးတွေမှာအတိုင်းတာတစ်ခုထိတိုးပေါက်နေရတော့အမှန်ပဲဗျဆိုတော့ကျွန်တော်တို့ဇိုလစ်စီကနေပဲဘာတွေမျိုးလင်းလို့ရမလဲကျွန်တော်လေးလာကြည့်ရတော့ဆိုလို့ရှိရင်တော့ဇိုလစ်ရဲ့အဓိကအားသာချက်တွေကတက်နေပိုင်းကောင်းနေဗျပြီးတော့ pace ကောင်းတယ်ပါဝါအားလေးကောင်းနေဗျပြီးတော့အကောင်းဆုံးကတော့ရုပ်တရက်ရက်နေရနေပြီးတော့ set နဲ့ပြေးထွက်တတ်တဲ့အရှိန်ဗျ acceleration ပဲဗျဟိုတောင်မန်ကစားသမားတွေဆိုတာဗျာတောင်မန်ကနေပြီးတော့ set နဲ့လှည့်ထွက်ကားတွေ set နဲ့ပြေးထွက်ကားတွေ set နဲ့ချိုးထွက်ကားတွေခန်းခန်းလုံနေရတာဆိုတော့ဗျာအဲ့ဒီ acceleration ကောင်းမှုကတောင်မန်ကစားသမားတွေတော့ကအရန်အရေးကြီးတယ်ဗျဆိုလစ်ကအဲ့ဒီအရေးကြီးဆုံးအပိုင်းမှာတော်တော်လေးအားကောင်းနေလို့ပြောလို့ရတယ်ဗျဒါပေမဲ့လည်းတစ်ခုတော့ရှိတာပေါ့လေသူကစားခဲ့တာဘယ်ဂျန်လိမှာဆိုတော့ဘယ်ဂျန်လိကခံစားမှုတွေနဲ့ပရီးမီယာလိကခံစားမှုတွေနဲ့ကတန်တစ်ခုကကွာနေတာဆိုတော့ပရီးမီယာလိမှာရောအဲ့လိုမျိုး acceleration ကောင်းကောင်းနဲ့ကစားနိုင်မလားဆိုတော့စောင့်ကြည့်ရမှာပေါ့ဗျာပြီးတော့နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ကအာဒီဒါစိတ်ကြိုက်နေရာဆုံးကစားနိုင်နေဗျာသူ့ရဲ့အဓိက main position က L2 ဆိုပေမဲ့လည်းညာတောင်မှအစွန်မှလည်းကစားနိုင်တယ်လို့နောက်ထပ်တစ်ဆက်မှုညာမှလည်းကစားနိုင်တယ်ဆိုတော့အထောင်တစ်ဆက်နေရာလွယ်လို့ရှိရင်အထောင်တစ်ဆက်အနောက်ကတိုက်ဆက်3 line လုံးမှာတိုက်တဲ့နေရာမှာကစားနိုင်တယ်ဗျာဆိုတော့ဇိုလစ်ကကျွန်တော်တို့အသင်းအတွက်အာဒီဒါစိတ်ကြိုက်နေစင်တစ်ပိုင်းကလိုအပ်ရင်လိုအပ်တယ်လို့လူစားလက်မှုတွေကောင်းကောင်းလုပ်နိုင်ပြီးတော့လိုအပ်ရင်လိုအပ်တဲ့နေရာမှာကောင်းအောင်အစားထိုးပေးနိုင်တဲ့ဂျိုကာတယောက်ကောင်းကောင်းဖြစ်လာနိုင်တယ်ဗျာပြီးတော့မိနစ်ကကိန်းကနန်းအချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လေစုစုပေါင်း52ပွဲမှာ22ဂိုးသွင်းပြီး29ဂိုးကိုဖန်တီးပေးထားရဆိုတာဗျာငါ့ညီကျွတ်စင်ကြီးများတကယ်ကြောက်စရာကြီးဗျာဆိုတော့52ပွဲမှာ29ချိန်တိတိဖန်တီးပေးထားရဆိုတော့တာမန်ကစားသမားပြည်ဖန်တီးမှုတော်တော်အားကောင်းတယ်လို့ပြောလို့ရတယ်ဗျာဒါပေမဲ့လည်းဖန်တီးမှုအားကောင်းတစ်ခုလည်းမဟုတ်ဘဲနဲ့22ဂိုးသွင်းထားရဆိုတာကဂိုးသွင်းမှလည်းမညံအောင်ဆိုတဲ့သဘောပဲဗျာအဲ့ဒါတွေကတော့ဇိုလေးရဲ့အားသာချက်တွေပေါ့လေအားနည်းချက်တွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အဓိကအားနည်းချက်က defensive awareness နဲ့အရင်အားနည်းတယ်ဗျာအမြင်ပေါ်လည်းအားနည်းတယ်ဒါကတော့အရက်ပူလာဆိုတော့ထူတော့မထူတော့ဘူးလေပြီးတော့တပွဲလုံး focus အပြည့်နဲ့ကစားနိုင်တယ်နည်းအားနည်းနေတယ်ဗျာဒါလူငယ်မှုတွေလည်းပါနိုင်တယ်ဗျဒီနေရာမှာခံစစ်ကူတဲ့ဘိုင်းအားနေတာကတော့မာတိုဂီတုံးကလည်းချက်စီမှာတော့ခံစစ်ကူမှုဘိုင်းအားနေခဲ့တယ်ဒါပေမဲ့အာဆင်နယ်ရောက်တော့လည်းအာဒီဒါစိတ်တက်ကစားပြီးနဲ့ခံစစ်ပါပူလာနေတယ်ဗျဒီတော့ဒီအချက်ကအာဒီဒါအနေနဲ့ကောင်းအောင်ပြင်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗျတပွဲလုံး focus အပြည့်နဲ့ကစားနေတာကလည်းတေချာလေ့ကျင့်မယ်ဆိုလို့ရှိရင်တိုးတက်လာနိုင်တဲ့အရာပဲဗျဒီတော့ဒါပြဿနာမဟုတ်ဘူးလို့ကျွန်တော်ထင်တာပဲဗျဆိုတော့ခြုံငုံသုံးသပ်ရမယ်ဆိုလို့ရှိရင်ဆိုလေးရဲ့ overall performance အရာရောနှစ်ကကိန်းကန်းနေရဆိုလို့ရှိရင်လက်ရှိအင်္ဂလန်ကြီးမှာအသားကျဖို့အတွက်ကိုအချိန်တစ်ခုပေးရအောင်ပေးရနိုင်နေမယ်လေအချိန်တန်လို့ရှိရင်ကျွန်တော်တို့ရဲ့ trust ဆက်ကြည့်လို့မျိုး underrated ဆန်ဆန်လေးနဲ့အသိကိုအကျိုးပြုရင်းနဲ့ trust ဆက်လက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျာဘာသာတော့ပြောထင်လဲဗျ